ကဲအားလုံးပဲမင်္ဂလာပါဘောလုံးရဲ့ channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲဒီနေ့မှာတော့ဒါကျွန်တော်နဲ့အတူဒါထက်မြက်ကနေပြီးတော့ပါဝင်ကူညီပြီးတော့ဒါကျွန်တော်ပွဲကြိုသုံးသက်ချက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြောပြပေးသွားမယ်ဒါပွဲကြိုသုံးသက်ချက်လေးကတော့26ရက်နေ့ညဒါ9:45မှာရှင်ပြိုင်သွားမယ် Real Madrid အသင်းနဲ့ Barcelona အသင်းတို့ရဲ့ပွဲကြီးပွဲကောင်းပဲဖြစ်ပါတယ်ဗျဒီပွဲတင်ကတော့ဒါ La Liga ရဲ့အမှတ်ပေးစရာ1နေရာကိုဘယ်သူအများရက်တည်သွားမလဲဆိုတဲ့အပေါ်အများကြီးမူတည်နေပါတယ်ဗျကျွန်တော်ကတော့ဒါ Real Madrid ဘက်ကနေပြီးတော့ဒါ Real Madrid ရဲ့အားတာချက်တွေအားနည်းချက်တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပြီးတော့ကျွန်တော်ကတော့ဒါ Barcelona ဘက်ကနေပြီးတော့ပြောရဖြစ်တယ်ပေါ့နော်ဒီ Barcelona ရဲ့အားတာချက်တွေအခုလို Barcelona ကအခြေဆုံး block ပြီးတော့မကောင်းမနေပြီလေဆိုတာကျွန်တော်ကသုံးသပ်ပြမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဒီနှစ်သိန်းထဲတွဲဆုံမှုဒါနောက်ဆုံး5ချိန်ကိုကြည့်မယ်ဆိုရင်တော့ Real Madrid ကတစ်ချိန်မှတော့မနိုင်ထားသေးဘူးဗျဒါတော်တော်လေးကိုဒါ Real Madrid အတွက်ဒါအရှက်ရစီတဲ့ဒါရလက်ကြီးလို့ပဲပြောရလိမ့်မယ်ဒီလိုအရှက်ရစရာကြီးဒီပွဲစဉ်မှာတော့ဒါ Real Madrid တို့ချိုးဖြတ်သွားနိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်Real Madrid ကဒါဒီရာသီမှာရှုံးပွဲတစ်ပွဲပဲရှိသေးရပေါ့နော်ဒါကလည်း Atletico ကို 5-2 ဆိုရရလက်နဲ့ဒါအရှက်တစ်ပွဲရှုံးနေခဲ့တဲ့ပွဲစဉ်ကလွယ်ပြီးတော့ကြပွဲစဉ်တိုင်းဒီပေါ့အနိုင်ယူထားတယ်ဗျ Real ကတော့ဒီရာသီတော်တော်လေးကိုဒါကောင်းမွန်နေရလို့ပဲပြောရလိမ့်မယ်ရှုံးပွဲတစ်ပွဲပဲရှိသေးတယ်ရဟိုးလဲဒါများသလိုပေးကိုကလည်းနည်းတယ်ဆိုတော့ Barcelona တို့ဒီနှစ်ကတော့တော်တော်လေးရှင်ဖိုက်နိုင်လို့မယ်လို့တော့ကျွန်တော်ထင်တယ်ဒါပေမဲ့ကျွန်တော်ဘက်ကပြန်ပြီးသုံးသပ်မယ်ဆိုတော့နော်ဒါကျွန်တော်ဘက်ကပြန်ကြည့်မယ်ဆိုတော့တည်တဲ့အတိုင်းပဲပေါ့နော် Real Madrid ကနောက်ဆုံးတော့ပွဲမှာဒီပွဲတော့မနိုင်ရသေးဘူးနော်သူတို့ကကောင်းပါတယ်ဒါ Barcelona နောက်ဆုံးပွဲစဉ်မှာကြည့်မယ်ဆိုရင်ဗျာနီကက်ကထိသွားတယ် Super Cup ပွဲစဉ်တစ်ခုပေါ့နော်ဒီပွဲစဉ်မှာဆိုရင်နီကက်ထိသွားတာမှဒါနိုင်ခဲ့တဲ့အခြေအနေရှိခဲ့ဘူးပေါ့နော်အဲ့လိုအနေထားမျိုးဆိုတော့ Barcelona ကဘယ်တော့မှခြေစပ်ကောင်းလို့ဆိုတာသိနေတယ်ခုဟုတ်တယ် Barcelona ကချုံးပွဲလေးနေငယ်လို့ရှိတယ်ဒါပေမဲ့ Champion ဖြစ်မှာနော်ဒါဒီသူတို့ရဲ့ဒါ Spain La Liga မှာတော့ခြေစပ်တော့ကောင်းတယ်လို့ပြောအောင်နော်သူတို့သွင်းထားတဲ့ဂိုးကြီးအတွက်ကအများကြီးမဟုတ်ရင်တော့ပါဗျာတစ်ဖက်အသင်းကိုနိုင်အောင်သွင်းနိုင်တယ်ဆိုတဲ့ data ရှိတယ် Champion League မှာတော့ဒါပြောစရာမလိုဘူးကိုပေါင်းဒါ6ခုထုတ်ခုနဲ့ပေါ့နော်နိုင်ရရှိသွားတယ်ဆိုဘယ်တော့မှဒါကျန်တဲ့လေပေါ့နော်ဒါ Rashford ရဲ့ဒါ6ဆောင်အားကိုလည်းတွေ့နိုင်တယ်နောက်ပြီး6ကသမားတွေတူချင်းစီရဲ့ဒါပြပို့မှုတွေဘူးဆိုတာလမ်းရမယ်လို့ရဲ့ဒါညပါလာတဲ့အနေထားလမ်းရမယ်လေတွေ့ခြေစောင်းပြလာနိုင်ပြီဒါပန်းမိုးမှုတွေရှိလာတယ်အသေးသေးကပြန်ပြီးဖွဲ့စည်းလာတယ်အားကောင်းလာပြီဆိုတဲ့အနေထားကိုပေါ်ပြနေတယ်ပေါ့နော်အဲ့လိုအနေထားမျိုးမှာတော့ Real Madrid အနေနဲ့နောက်ဆုံးပွဲစဉ်ကြည့်လိုက်တယ်ကျွန်တော် Real Madrid နဲ့နောက်ဆုံးပြီးခဲ့တဲ့ပွဲစဉ်က Juventus နဲ့ပွဲစဉ်အင်ကွင်းကြီးကတော့ဟုတ်တယ်ဒီစားကြည့်တော့ဒါ Real Madrid အနေနဲ့အင်ကွင်းနဲ့ဖြစ်တယ်နောက်ပြီးသူတို့ရဲ့ကစားသမားတွေတော်တော်များများပေါင်းပေါ်တုံးထားရတယ်ရတယ်နော် Mbappe အိတ်ပွဲစဉ်မှာဘာမှမဟုတ်ဒါခြေစပ်ပြလိုက်တယ် Mbappe ကဘလုံးတော့ဖျက်ပဲအဲ့လောက်တဲ့အနေထားလေးတော့ရောက်သွားပြီ Real နဲ့ကန်ရတာကဒါ Juventus လိုမျိုးအသင်းကောင်းတစ်သင်းဖြစ်နေရကြောင်းလဲဒါ Real ကနိုင်တာကိုပဲဒါကျေးဇူးတင်ရမယ်လို့ပြောရလိမ့်မယ် Real ကဒါ Juventus တော့ဒါတော်တော်လေးအသာစီးတော့ဖိကစားနိုင်တယ်ဒါပေမဲ့ရတဲ့လောက်တော့ဂိုးတော့မရခဲ့ဘူးဒါပေမဲ့သူတို့အနိုင်ရလက်တော့ဖော်ဆောင်နိုင်ခဲ့တယ်ဒီပွဲစဉ်မှာဆိုဒါ Real ခံစစ်ကိုတော့မြင်လိုက်ပါတော့ Real ခံစစ်ကတော့တော်တော်လေးကျင့်လစ်နေအောင်တွေ့ရတယ် Barcelona တိုက်စစ်မှာဒါ Rafinha ပြီးတော့ Lewandowski တို့မပါလာတဲ့တိုက်စစ်ကဒါ Real နောက်တန်းထိုးပေါက်ပါမလားမတိုးတော့ဘူးလို့တော့ထင်တယ်နော်အကိုကတော့ဒါမှမဟုတ်ပါဒါတော့လေဒါသူဘာစီလိုနာမှာကစားသမားလေးတွေတချို့တော်တော်များများပေါ့နော်ကောင်းတဲ့ကစားသမားတွေတရားရနေရတယ်ပါဒါပေမဲ့အိတ်မပါတဲ့ခြားလေးရကိုဒါဘာစီလိုနာရဲ့ဆွမ်းဆောင်ရည်ကိုပြီးခဲ့တဲ့ပွဲစဉ်မှာတွေ့နိုင်တယ်ပေါ့နော်အိုလံပီယာစကော့လေးပါအိုလံပီယာကော့စ်လေးကအတင်း PC ညောက်တောင်လေးတွေဒါတော့တယောက်ထွက်သွားလို့6-1ဖြစ်သွားတာနောက်မဆိုရင်အိုလံပီယာကော့ကတော့ပြန်တိတ်အောင်ပဲအနေထားမှာရှိရနော်ဒါ Real ပါ this Real this Madrid ကမ်းမဲ့ကွင်းရလဲ Madrid ကြီးနော်ဒါပေမဲ့ဗျာစဉ်းစားကြည့်မယ်ဆို Real Madrid ကသူ့ရဲ့အိမ်မှာ Juventus ကိုပေါ်ပြခဲ့နေတာဆွမ်းဆောင်ပြီးနောက်ပြီး Getafe နဲ့ပွဲစဉ်မှာလည်း1-0 Juventus လည်း1-0ဆိုတော့ဒါဘယ်လိုပြောပြဘိုးတွေမဆွမ်းဆောင်နိုင်ဘူးပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်မြင်နေတယ်အဲ့လိုအခြေအနေမျိုးမှာဘာစီလိုနာလိုတင်းနဲ့လာတွေ့မယ်သူ့ရဲ့အောက်နားလေးမှာရှိနေတယ်ဒီពេលမှာဇယားမှာကြည့်လိုက်မယ်ဆိုတော့အမှတ်က2မှတ်ပဲကွာ2မှတ်ကွာထားရတယ်ဒီပွဲ Real ကတရေထင်းကစားသွားရင်တော့ Real ကဒါအဆင့်1နေရာမှာပဲရှိနေအောင်ပါဒါပေမဲ့သူတရေထင်းကစားလို့မရအောင်ဆိုတကယ်ကျွန်တော်သိရတော့ Real နိုင်ဘာစီလိုနာနိုင်အဲ့ရက်လက်နှစ်ခုပဲကျွန်တော်ထွက်မယ်လို့ထင်တယ်ထိတဲ့တိစုံမှုမှာလည်းအဲ့လိုပဲဘာစီလိုနာကနိုင်သွားပြီဆိုလို့ရှိရင်ဂိုးပြတ်နေတော့နိုင်ခဲ့တဲ့ပွဲစဉ်ပေါ့နော်နောက်ဆုံးဒါပြောရရင်ဒီ9ခုပြောပါ9ခု2ခုဆိုတာဒါ Super Cup ပွဲစဉ်ပေါ့ Super Cup ကတော့ထားပါတော့ဒါနောက်14မှာတွေ့ရတဲ့ပွဲစဉ်ဆို4ခု0ဂိုးပြတ်နေတာလုံးဝတကယ်ကဒီတော့နိုင်တဲ့ပြည်ကျွန်တော်ပြန်ကြည့်လိုက်တယ်ပေါ့နော်ဂိုးသွင်းသွားတာဟုတ်တယ် Lewandowski တို့ဒါ Rafinha တို့ဒါမိုင်းညမယ်တို့ကိုယ်တိုင်ကသွင်းသွားတာဒါပေမဲ့အဲ့ထဲမှာတော့2ယောက်တော့ပါလာလို့ Lewandowski နဲ့ Rafinha မပါလာဒါပေမဲ့ထပ်ပြီးတော့ပါလာတာက Rashfordကဒါဘာစီလိုနာအသင်းမှာခြေစွမ်းတော်ကောင်းကောင်းပြတာဟုတ်တယ် Rashford တော်တော်လေးတောက်ပလာတယ်ဘာစီလိုနာမှာတော့ဒါပေမဲ့ချူဘယ်လီယန်လည်းပြန်ပြီးတော့ဒါတက်တာလာပြီဆိုတော့ဒါ Real ကတော့ဒါအကွာတိုက်စစ်မှုဖြစ်တယ်လီယန်ရှိမယ်ပြီးတော့တောင်ပန်မှာဆိုလည်း Vinicius Junior တို့ရှိမယ်Mbappe ဆိုတဲ့ဒါတော်တော်လေးကိုဒီ
ဒီပွဲစဉ်အတွက်တော်တော်လေးအာရုံစိုက်လာအောင်မယ်လို့တော့ထင်တယ်အမဘေးဒါဘာစီလိုနာနဲ့ပွဲကြရင်တော့ရုံးလာလိမ့်မယ်ထင်တယ်ဒါပေမဲ့ဘာစီလိုနာဘက်မှာကျတော့အဲ့လိုမျိုးပြန်ပြီးတော့ဆွမ်းဆောင်မဲ့ကောင်ကဒါလမိုင်းရမယ်ဆိုတော့တနေ့ရွှေတနေ့ငွေကွာဒီကောင်ကလည်းအဲ့လောက်ကြီးကိုခြေသွမ်းမိုင်းကကောင်းတယ်ဒါပေမဲ့စောက်ကျင်လေးကမကောင်းဘူးဖြစ်ပြီးတော့သိမလားစော်ကိစ္စတွေပါတယ်တော့တိုင်ပတ်နေတဲ့အချိန်ကျတော့ခြေသွမ်းကပြတဲ့တဲ့လောက်ကိုပို့ပြီးတော့မပြနိုင်တဲ့ပွဲစဉ်တွေလည်းရှိလာတယ်ဒါပေမဲ့သူအနားယူခဲ့ရတဲ့ပွဲတွေရှိမှာဆိုတာသူစော်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီကြားထဲမှာဒီလိုမျိုးမဖြစ်ခဲ့ရင်တော့ဒါကောင်းတယ်ပေါ့နော်ဒါပွဲချိန်နီးကန်နီးမှာဒါရမယ်မပါလာဘူးဆိုရင်တော့ဒါဘာစီလိုနာတို့ကတော့ဒီပွဲကိုရှုံးနှိမ့်ဖို့များသွားပြီလို့ကိုကတော့ထင်တယ်အဲ့လည်းဟုတ်ပါတယ်ဒါပေမဲ့သူတို့တည်ရတိုင်းကအတင်းသေးလေးဆိုပေမဲ့ဗျာဂိုးသွင်းခဲ့တဲ့သူတွေကိုကြည့်မယ်ဆိုလို့ရှိရင် Rashford ပဖော်မန့်ပြနိုင်တယ် Lopez ပဖော်မန့်ပြတာတယ်ပေါ့နော်လက်မိုင်းရမယ်ပန်နီနဲ့သွင်းတာဆိုပေမဲ့သူသွင်းခဲ့တဲ့ဂိုးတွေမှာသူပေါင်းပတ်သက်ခဲ့တယ်ဗျာတော့သူထောက်ပံ့ပေးခဲ့တဲ့ရတယ်တွေ့ရတယ်အဲ့လိုอย่างမှာထပ်ပြီးလက်မိုင်းရမယ်လေထပ်ပြီးပဖော်မန့်ပြတယ်ကျွန်တော်တို့ထင်တယ်ဗျာ Real Madrid ကို Real Madrid အနေနဲ့ခုပွဲစဉ်မှာနိုင်မယ်လို့ကျွန်တော်ကတော့မထင်ဘူးဗျာတကယ်တော့ကျွန်တော်တို့ပတ်ကနေကျွန်တော်သုံးသက်ကြည့်ရင်Real Madrid အနေနဲ့တော်တော်ကိုပြင်ဆိုင်ရလိမ့်ပြီးခဲ့တဲ့ပွဲစဉ်တွေကခြေစွမ်းနေနဲ့သုံးသက်ကြည့်ပေါ့နော်အဲ့လိုခြေစွမ်းမျိုးနဲ့ပါစီလိုရှင်းလို့မရအောင်ကျွန်တော်ကလို့ပဲပြောတာဒါပေမဲ့ဒီပွဲမှာအဓိကကတော့ဒါအပြိုင်သွားမှာတော့ဒါယာမယ်နဲ့အကူလာနဲ့နှစ်ယောက်ပေါ့နော်ဒါရီရဲ့ခွင်းတဲ့ကစားသမားအကူလာဆိုရတော်တော်လေးတောက်ပနေတဲ့ကစားသမားလေးဖြစ်သူတို့နှစ်ယောက်ရဲ့အပြိုင်မှုကိုဒါယာမယ်သာပါဝင်လာတယ်သူတို့နှစ်ယောက်ရဲ့အပြိုင်မှုကိုမြင်ရလိမ့်မယ်အခုလိုအနေထားနဲ့ကြည့်ရင်တော့ဒါရီရဲ့ကနည်းနည်းလေးတော့တာမယ်လို့တော့ကိုထင်တယ်ရီရဲ့သူ့အိမ်ခွဲမှာတော့အရှုံးခံမှာတော့မဟုတ်ဘူးဒါတော်တော်လေးကိုဒါအကျိတ်နဲ့ကစားသွားမှာဘာဘီကလည်းဘာဘီကိုထိမ့်မဲ့နောက်တန်းကဒါဘာစီလိုနာမှာမရှိတော့ဘူးလို့ထင်ဘာဘီတကယ်ကောင်းတဲ့ပွဲတွေကြရင်တော်တော်လေးကိုဒါထိန်းချောက်ခတ်တဲ့ကစားသမားမျိုးဖြစ်တယ်ဆိုတော့ဘာစီလိုနာအနေနဲ့ဒါဘာဘီကိုမထိန်းနိုင်ခဲ့ရင်ဒီပွဲကရီရဲ့အနိုင်ပဲအနိုင်တော့ဒါရီရဲ့ကတော့ဒါတည်ရလောက်ကန်သွားမယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့ရှေ့ကပွဲစဉ်တွေမှာလည်းသူကတောက်လျှောက်ကြီးကိုဒါအနိုင်ရလက်ပဲပေါ်ဆောင်နိုင်ခဲ့တယ်ကွာကိုမပြတ်ခဲ့တဲ့ပွဲတွေကများနေဆိုဘာစီလိုနာနဲ့ပွဲမှာတော့ဒါဂိုးတွေကိုတွင်းနိုင်လိမ့်မယ်လို့ထင်တယ်1-0လောက်ပဲတော့မသွားတော့ဘူးရီယက်တဲ့တင်းတွေကတောင်မှဒါနှစ်ဂိုးလောက်တော့ရမယ်ထင်တယ်ဒါပေမဲ့ဘာစီလိုနာတိုက်စစ်ကလည်းဂိုးရနိုင်တယ်ရီယက်ကလည်းဂိုးရနိုင်တယ်ဒါပေမဲ့ရီယက်ကအနိုင်ကန်ရင်တော့မှဂိုးများမယ်လို့ကိုတော့ထင်တယ်ဒီပွဲစဉ်မှာဒီကြောင်ကျွန်တော်တို့ဒါအမှန်ကြီးရတော့နော်ဂိုးပေါ်ကများတယ်ဗျအဲ့ဒီကတော့တင်းကြီးပေါ်တော့ကျွန်တော်မြင်နေတယ်ဟုတ်တယ်ဖန်တဲ့တစ်ဖက်ပြန်ဂိုးရည်တွက်နေတယ်လားပြန်ကျွန်းအောင်ပေါ်တော့မြင်ရတယ်ဘယ်သူနဲ့မလဲတော့ဒါကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာကိုယ့်ရဲ့ဒါသုံးသက်ချက်ပေါ်ပုံတည်တယ်တေးကြတယ်ခုကတော့ဂိုးပေါ်မယ်လို့ကျွန်တော်ထင်တယ်ဒါတစ်ခုပေါ့နော်ကျွန်တော်ရဲ့ဟုတ်ကိုလည်းဂိုးပေါ်မယ်လို့တော့ထင်တယ်ဒီပွဲကဂိုးပေါ်ဖို့ရာခိုင်နှုန်းများသွားတယ်ဒါကရီကပိတ်မကစားရင်တော့ဒါဂိုးပေါ်သွားတယ်ဒါပေမဲ့တခါတည်းကျရင်ရီရဲ့စောင့်ကြည့်ရတယ်ဘာမှမသိပိတ်ပြီးတော့ကစားတယ်လားအဲ့လိုမျိုးကျရင်ဂိုးကမရတဲ့တော့မရတော့ဘူးပြီးခဲ့တဲ့ပွဲဆိုတာဂျူဗင်တက်တဲ့ပွဲမှာဆိုသူတို့ဒီချက်ပို့ပြီးတော့ဂိုးရလိုက်တဲ့တယ်ကွာနိုင်သွားတဲ့တယ်နော်အနှိမ့်ဆုံး2-0လောက်တောင်ဖြစ်တဲ့တယ်ဒါပေမဲ့ဖြစ်မလာဘူးသိရမလားတိုက်စစ်ကလည်းအနည်းအားဆိုအမ်ဘာဘေလည်းကြောင်ပြောက်တယ်လို့ဗန်နီစီရဲ့ဂျူနီယာကလည်းအဲ့လောက်ကြီး performance မထွက်ဘူးအကူလာလေးကလည်းဘာမှလုပ်လို့မရဘူးဖြစ်ဆိုတော့ဒီလိုအချက်တွေကိုပြင်ဆင်နိုင်မှပဲဒါဘာစီလိုနာကိုနိုင်မယ်လို့ကိုကတော့ထင်တယ်ဒီအချက်တွေကိုပြင်ဆင်နိုင်တော့ဒါဘာစီလိုနာပြုသမျှနှုတ်ရမှာဘာစီလိုနာဒီနောက်ပိုင်းပွဲစဉ်တွေမှာတော်တော်လေးကိုဒါသူ့ရဲ့လူငယ်ကစားသမားတွေနဲ့တိုက်စစ်စွမ်းရည်ကတော်တော်မြင့်တဲ့အသင်းဖြစ်နေအောင်တွေ့ရတယ်နော်ဂိုးသွင်းနိုင်တယ်ကွာဒါတိုက်စစ်ကတယောက်မရှိတယ်တယောက်ရှိရဆိုတဲ့ပုံစံမျိုးဖြစ်အခုဆိုဒါလီဝန်ဒေါ့စကီမရှိဘူးဒါပေမဲ့ရက်ဖို့ဂိုးတွေသွင်းလာတယ်ကွင်းနေရကောင်လေးဆိုရင်တော်တော်သူတို့လူငယ်အကယ်ဒမီထွက်လေးတော်တော်လေးကို performance ပြတယ်ရီယက်မှာကကြတော့ဒါအန်ကူလာရဲ့အမ်ဘာဘေဗန်နီစီရဲ့ဂျူနီယာချိုးဘက်နေပြန်ပါလာတာကဒါနည်းနည်းလေးရီယက်အတွက်ခံတာဝါရလို့ထင်တယ်ဆိုတော့ဒီပွဲမှာတော့ဒါကိုကတော့ဒါရီယက်ပဲနိုင်မယ်လို့ထင်တယ်ရီယက်ဒါဆုံးသက်မယ်ပေါ့ကွာသူရှိက9ပွဲနောက်ဆုံး9ပွဲသက်တိုက်ထိတဲ့တွေးဆုံမှုမှာမနိုင်ထားသေးဘူးဆိုဒီပွဲကိုဒါအဆုံးသက်ပြီးတော့သူတို့နိုင်ဖို့ရာခိုင်နှုန်းများမယ်လို့တော့ကိုကထင်တယ်မနိုင်ခဲ့ရင်တော့မှဒါအနှိမ့်ဆုံးရီယက်ဘက်ကတည်ရရှိမယ်လို့တော့ကိုကတော့ထင်တယ်အားလုံးဟုတ်တယ်ဒါပေမဲ့နောက်တစ်ခုရှိသေးတာပေါ့နော်ကျွန်တော်ဒီပွဲစဉ်မှာဒီရီယက်ပြီးခဲ့တဲ့ခြေစွမ်းနေတယ်ပေါ့နော်ကျွန်တော်ထင်ရသလောက်ပေါ့ဘာစီလိုနာကအောက်ကနေတက်လာတာအဲ့တခုရှိတယ်ဒါရီယက်မက်ထရစ်ကလည်းထိတ်ဆုံးမှညတည်နေတဲ့အသင်းဒါပေမဲ့ဘာစီလိုနာကအောက်ကနေဖြည်းဖြည်းတက်လာတဲ့အသင်းအခုတော့မှတ်ကောင်းအောင်ကနံပါတ်ပဲရှိတယ်အဲ့လိုနံပါတ်ကောင်းအောင်မှာဘာစီလိုနာကသူအပြင်းထန်ကြိုးစားသွားမယ်သူဒီပွဲကနိုင်သွားခဲ့လို့ရှိရင်ပေါ့သူ့အတွက်ဒါအရန်နေချောင်းသွားပြီဗျာတော့ထိတ်ဆုံးကကောင်းလို့နိုင်ယူသွားနိုင်ပြီဖြစ်တဲ့အတွက်လည်းပါတယ်နောက်ပြီးအမှတ်ကောင်းအောင်ကိုလည်းသူထိန်းချုပ်နိုင်သွားပြီသူတကယ်ရောက်တယ်ပေါ့နော်နောက်တစ်လာပွဲစဉ်မှာသူအသင်းအနေနဲ့ထပ်ပြီးတော့အားရဖြစ်မဲ့ကောင်ပေါ့နော်အခုဆိုလူဝဒစကီတို့ဘာလို့ကတော့ဒါနိုင်ရကြောင်းနောက်ပွဲစဉ်မှာသူတို့ကထပ်ပါလာပြီဆိုရင်သူတို့နောက်ရှင်ပြန်တဲ့ပွဲစဉ်မှာသူ့အတွက်ပြည့်စုံဖြစ်သွားပြီပေါ့နော်ဒါဒီကောင်နိုင်မှာဘာစီလိုနာကနောက်ပိုင်းစဉ်ဟုတ်တယ်ရီယက်မက်ထရစ်လည်းအဲ့လိုပဲတစ်ဖက်ပြန်ပြင်မဲ့ဆိုရီယက်မက်ထရစ်ကသူကထိဆုံးနေအောင်ထိန်းနိုင်မှုလို့ပြီးပြင်ကြိုးတာပါအဲ့ဒါကြောင့်ဒီပွဲစဉ်မှာတော့ဂိုးပေါ်မှာတည်ကြပါမယ်ကျွန်တော်ကတော့
ဘာစီလိုနာကအသေးအတန်ရုန်းကန်ပြီးတော့နိုင်မှာမျိုးကျွန်တော်တော့ထင်နေတာ ကိုကလည်းဒါ real ကမဖြစ်မနေနိုင်ဖို့တော့လိုနေတယ်ဘာကြောင့်လဲသူတို့အတလက်တီကိုအရှက်တကွဲနဲ့ရှုံးပြီးပါတယ်ဒီပွဲမှာသူတို့အိမ်ကွင်းမှာထပ်ပြီးရှုံးခဲ့ရင်သူတို့ရဲ့ပရိသတ်တွေကသူ့အကြီးကျယ်ပေါက်ပွဲမှာ real ဒါလုံးဝ real ရှုံးလို့မရနှစ်သင်းပဲရှိရလာလီဂါမှာဆိုဘာစီလိုနာနဲ့အတလက်တီကိုသူတို့အတလက်တီကိုဒါ 5-2 ဆိုရရလက်နဲ့ဒါလုံးဝစောက်ရှက်တကွဲကိုရှုံးပြီးသွားပြီဒီပွဲကိုထပ်ရှုံးခဲ့မယ်ဆိုရင်သူတို့တေးပြီသူတို့ပရိသတ်တွေရဲ့ဒါအပြစ်တင်ပြောဆိုမှုနီးပြလဲအရန် PR တွေအရန်များနောက်ကမ်းမဲ့ပွဲတင်လေးကိုပါဒီပွဲတင်က side effect ဖြစ်သွားလိမ့်မယ်သိရမလားဒါပရိသတ်တွေကဒါတော်တော်လေးကိုဝေဖန်ကြမှာအဲ့ဝေဖန်တာကိုမခံနိုင်တဲ့လူတွေကတော်တော်လေးခြေစွမ်းပိုင်းဆိုင်ရာမှာကြာသွားတယ်ဒါအကူလာတို့ပါဆိုခလေးတွေပဲရှိသေးတယ်ငယ်သေးရဲ့ဆိုတော့ဒီဝေဖန်တန်တွေကိုမခံနိုင်ဘူးဆိုရင်ခြေစွမ်းပုံမှန်ခြေစွမ်းတွေပျောက်သွားလိမ့်မယ်ဘာဘီတို့ဘာတို့ကတော့ဒါထိတ်တန်းတိုက်စစ်မှုဖြစ်တော့သူတို့ကတော့ခံနိုင်ပေမဲ့ဒါအကူလာတို့လို့ဒါနောက်တန်းကစားသမားလေးတို့ကစားသမားလေးတွေကတော့ဒီဝေဖန်တန်တွေကိုခံနိုင်ဝင်မလို့ဆိုတော့ဒါနီးပြအလွန်ဆိုကတော့ဒီပွဲစဉ်ကိုအတက်နိုင်သမျှမရှုံးအောင်တော့ကန်လာမယ်လို့ကိုထင်တယ်။ဘာကြောင့်လဲသူတို့အသက်လက်တီကိုရှုံးပြီးသွားပြီ။အဓိကပြိုင်ပွဲနှစ်သင်းမှာတစ်သင်းကိုလုံးဝအချက်တကွဲနဲ့ရှုံးသွားတယ်။ဒီတစ်သင်းကိုထပ်ရှုံးခံလို့တော့မဖြစ်ဘူး။ဒါတို့ရီရဲကောင်းကောင်းသိတယ်။ဒါကြောင့်ရီရဲကတော့အနှိမ့်ဆုံးတည်ကန်သွားမယ်လို့တော့ကိုထင်တယ်။အပြန်အလှန်သွင်းကိုတွေမြင်ရဖို့လည်းရှိမယ်လို့ထင်တယ်။ဒါရီရဲခံစစ်ကလည်းဂိုးပြင်ပြန်ပေးရတဲ့ခံစစ်မျိုးပိုင်ဆိုင်ထားတယ်။ဂျူဗင်ကဂိုးမရခဲ့တာကတော့ဒါဂျူဗင်ရဲ့တိုက်စစ်ဆွမ်းဆောင်ရည်ကနည်းနည်းလေးတော့ဒါလိုအပ်နေလို့ပေါ့နော်။ကိုမြင်မိတာပေါ့။ဒါကိုမုံနဲ့ပွဲရဆိုတာကိုမိုတူးသီးနဲ့ရှုံးထားတယ်ဆိုတော့ဒါကိုမိုလိုအသင်းလေးတော့ဂိုးသွင်းနိုင်တာဒါ real ကိုဂိုးသွင်းနိုင်ဖို့ဆိုတော့ဒါမဖြစ်နိုင်ဘူးလေနော်ဆိုတော့အဲ့အကြောင်းဒါ real ခံစစ်ကတော့ဂိုးတော့ပြန်ပေးရမယ် real ခံစစ်ကဂိုးပြန်ပေးရအောင်မယ်လို့ထင်တယ်ဘာစီလိုနာတိုက်စစ်ကလည်းတော်တော်လေးကောင်းတဲ့တိုက်စစ်ဆိုတော့ဒီပွဲစဉ်ရတာကို chorus ကိုမှန်းရမယ်ဆိုရင်တော့3-2 3-2-3-3ဒါမှမဟုတ်လေ2-2ပေါ့အဲ့လောက်ဝင်းကျင်တော့သွားမယ်ထင်တယ်ဒါပေမဲ့နိုင်တော့မှဗျာတကူအတာဟုတ်တယ်အဲ့လောက်နဲ့ပဲနိုင်တယ်လို့ထင်တယ်ဗျာဘာလို့ဆိုပြန်လာတွင်းမှလည်းဖြစ်တယ်ဘာစီလိုနာနိုင်ခဲ့တော့သိရတယ်ပြောရတယ်တကူတာလာမယ်ကျွန်တော်နိုင်မယ်လို့ထင်တယ်ဟုတ်တယ်တီကိုနဲ့ပွဲရလို့မျိုးအဲ့လောက်ရုပ်ပြက်ဆင်းပြက်ကြီးတော့ဖြစ်လာမယ်မထင်ဘူးရီယက်နိုင်တဲ့ဒါတကူအတာနဲ့ပဲနိုင်မယ်ဘာစီလိုနာနိုင်တဲ့တကူအတာနဲ့ပဲနိုင်မယ်တေချာဘောက်ကတော့ခိုးများပဲ3-2ပေါ့နားလို့ပြောတာ3-2 4-3ဆိုရရတယ်အဲ့လိုမျိုးဖြစ်နိုင်လို့များတယ်ပေါ့နော်โอเคအဲ့ဒါဘယ်ရလက်လေးထွက်လာလဲဆိုတော့ဒါမနေ့ဖြန်ည9:45ကြာရင်ကိုတို့တူတူစောင့်ကြည့်လိုက်ကြအောင်ညီကိုတို့ကတော့ဒါဒီပွဲစဉ်ကိုဘယ်လိုရလက်လေးထွက်မယ်လို့ဒါခံမှန်းထားကြလိုက်ဗျခံမှန်းထားရလက်လေးကိုတစ်ချက်လောက်ဒါကွန်မန့်မှာတစ်ချက်လောက်မှန်းခဲ့ပေးကြပါအောင်ဒါရီယေကပဲနိုင်သွားမှာဘာစီလိုနာကပဲနိုင်သွားမလားဆိုတော့မနေ့ဖြန်ည9:45ကြာရင်တော့ဒါကျွန်တော်တို့တူတူတကွအားပေးကြမယ်ဗျကျွန်တော်ကတော့ဒါရီယေမက်ထရစ်အနိုင်နဲ့တည်ရပဲရှိရလို့ကျွန်တော်ကခံမှန်းထားပါတယ်ကျွန်တော်ကတော့ဒါဘာစီလိုနာကနိုင်ခဲ့ပေါ့နော်ဒါတီတော့ဖြစ်တယ်ကျွန်တော်ကတော့ဘာစီလိုနာအနိုင်နဲ့နိုင်တော့မှဘူးတာတော့နိုင်တယ်ကျွန်တော်ဆိုဒါဆိုတော့ကျွန်တော်ညီကိုနှစ်ယောက်ကရွေးချယ်ပေးလိုက်တာမှာတော့ဒါသူလည်းသူကတော့ဘာစီလိုနာပရိသတ်ဆိုတော့သူကတော့ဘာစီလိုနာအနိုင်လို့ခံမှန်းထားတယ်ကျွန်တော်ကတော့ဒါ real ပရိသတ်ဆိုတော့ဒါကျွန်တော် real အနိုင်နဲ့တည်လို့ခံမှန်းထားတယ်ဆိုတော့ညီကိုနှစ်ယောက်လုံးတူတာကတော့ဒါဒီပွဲဒါကျင်းစီပေါင်းတစ်ခုကတော့ဒါတင်ကြပေါင်းနှစ်ဖက်သွင်းကိုတွေပြန်လည်သွင်းကိုတွေမြင်တွေ့ရဖို့ရှိတယ်လို့ကျွန်တော်ညီကိုနှစ်ယောက်ကတော့ဒါခံမှန်းပေးလိုက်ပါတယ်ပေါ့နော်ဆိုတော့ညီကိုတို့အနေနဲ့ကဒါဒီပွဲဒီမှာဒါဘာစီလိုနာကပဲအနိုင်ရသွားမလား real matic ကပဲအနိုင်ရသွားမလားဘယ်ရတဲ့တွေထွက်ပေါ်သွားမလဲဒါကတော့ဒါညီကိုတို့ရဲ့အမြင်လေးတွေကိုတစ်ချက်လောက် comment မှာဝေမျှခဲ့ကြပါအောင်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။နောက်ရက်ဒီကြရင်ဒီလိုမျိုးပွဲကြိုသုံးသက်ချက်လေးတွေကိုဒါပုံမှန်လေးတင်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ Ballon AM channel လေးကို like and follow လေးလုပ်ပေးကြဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ဒါ YouTube မှာဆိုရင်လည်း subscribe လေးလုပ်ပေးထားကြဖို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျ။ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုအများကြီးပဲကျေးဇူးတင်ပါတယ်ဗျ။နောက်ရက်ဒီမှာပြန်ဆောင်ကြမယ်ဗျ။အားလုံးပဲ bye bye ပါဗျာ။